ထုတ်မှရဒီတောင်းမယ်ကျွန်တော်တစ်ခုစီပြတ်တုံးပြီးတော့မျှလို့ပေါ့အဲ့တော့ဒီတောင်းမှန်ကိုအကောင်ရိုးထုတ်မယ်ဆိုတွေးကြည့်ရင်ခုနကဒါပြီးခဲ့တဲ့အပိုင်းအကြီးသားပဲရှိတယ်ဟုတ်ပြီနော်ဒီကလည်းဒီဘက်လာကြည့်လို့ရတယ်ဒီကနော်ဒီဘက်ပဲရှိတယ်ဒီဘက်ကကျတော့အတွင်းမှရှိတယ်အဲ့တော့ပထမဦးလုံးမှာဒီရဲ့အကျော်ဖြစ်တယ်ဒီဘေးကနေဒီစီယူရတယ်အကုန်လုံးဒါရအကျော်ဖြစ်တယ်ချက်လိုက်တော့ဒီချက်ကအယိုးလေးပေါ်လာဟုတ်ပြီနော်အကျော်တွေ့လားဟုတ်ဒီစီဟုတ်ပြီနော်ပြီးတော့လည်းအခုဒီချက်ပါဒီပြားပဲရှိတယ်ပြီးဒီအတွင်းပိုင်းရှိတယ်ဟုတ်ပြီနော်ဒီအတွင်းပိုင်းဘက်ကနေပြီးတော့ဒီအယိုးရတက်တဲ့အပေါ်ကိုဓာတ်နဲ့ဓာတ်ဥဂျုံနဲ့ဓာတ်ပေးဆိုတာပေးဒီအယိုးပေးကနေပြီးတော့ဓာတ်နဲ့ဆက်ချပါမယ်ပြီးတော့ရိုးပေါ်သွားပြီရိုးပေးလေးကိုချစ်ချလိုက်မယ်ဒီဘေးကလည်းရိုးပေးကိုဒီမှာအယိုးရှိတယ်အဲ့လိုဓာတ်နဲ့ချစ်ချလိုက်ရိုးပေါ်တယ်နော်ဟုတ်အဲ့ရိုးဒါနဲ့ရိုးပေးကိုဒါလေးနဲ့ချစ်ချရိုးတွေချစ်ချမယ်ပြီးဒီဘက်မှာဆိုတာခုနအယိုးကျိုးနေဖြစ်တယ်ဒီကနေကိုအဲ့ရိုးချစ်ချလိုက်ပြီးနော်ဒီဘက်ဘေးမှာလည်းခုနဒီ joint ဆက်ပြီးတော့ဒါလေးနဲ့လိုက်ဆွဲချမယ်ချမယ်ဒီဘက်ဘေးမှာကျတော့ပါရှိတယ်လို့ဆိုတော့ဒီဘက်ဘေးမှာကျအယိုးအနုတိတိလေးတစ်ခုရှိတယ်ဆိုပြီးတော့မတွေ့ရနော်ဒီရိုးတာကျိုးသွားလို့ဒီထိတ်မှာမရိုးလေးတွေ့တယ်ဟုတ်နော်ဒီရိုးတာထိတ်မှာဒီအထက်ချွန်လို့လေးတာချွန်တယ်ကျိုးသွားတာကျိုးသွားတာဘာကြောင့်လဲဆိုလုံရင်းကိုင်နေခုနလိုကျဲဟောလုပ်တဲ့လူတွေမို့အဲ့ဥစ္စာလုံရင်းဒီလက်သေးတွေကိုထိုးတယ်ဒီအယိုးရှိတယ်အဲ့ကြောင့်ဒီဘက်ပိုင်းမှာဆိုအဲ့အယိုးလေးကိုဒီချာသိချောင်းလို့ရတယ်ပြီးတော့ဒီအယိုးလေးပေါ်လာပြီဆိုဒီတစ်ခုကိုဖြစ်နေတယ်ဒီစုံပိုင်းလိုက်တယ်ဟုတ်ပြီနော်စုံပိုင်းလိုက်ရင်ချက်ချမယ်ဒီပွားမယ်ပြေရကန်ချက်ချမယ်ဆွဲချမယ်ပြီးတော့အယိုးတွေကနေဒါလေးကိုဒီအစဖြည်းဖြည်းချင်းပြီးတော့ဒီဘေးကနေချက်ချရတယ်အဲ့တော့ခုနပုံစံဘယ်လိုပုံစံရှိလဲဆိုတော့ဒီဘက်ကအကျော်ဖြတ်လိုက်တဲ့ဥစ္စာဒီလိုပုံစံဒါကယူကျူတွေ့လားနော်ဒီလိုပုံစံအပြင်ကနေကြည့်ဒီလိုပုံစံဒီပြင်ကနေဖြတ်လိုက်တော့ဒီကျော်လေးဖြတ်လိုက်ပြီးအယူဆက်ဖြစ်တယ်အဲ့တော့ဒါကခုနသတိကျော်ပါလို့ထည့်ပြရတယ်သို့မဟုတ်နောက်ပိုင်းကိုကျွမ်းကျင်သွားတဲ့ခါကျရင်နောက်ပိုင်းမျိုးဒီဘာလေးနဲ့ပုံကြုတ်ကြောင်ထည့်ပြီးထည့်ပြီးတူးနေကြည့်ပေးချာဟုတ်နော်ဒါတော့ပြင်စင်ဒါတော့ကို Asian လို့ကြော်တော့ချက်လို့ရမလားဒါတစ်ခုပြေးလိုက်ခိုင်းမပြီး